Nothing beats a jet. Baila what you want, dance for you. I sweat, sway all night with you. Baila coming in close to you. Sexy girl, on fire. သူလားဒီဝဲသူတွေလားချီရကစတမာလေးတွေအများကြီးလားအရက်လေးမျက်နှာလားတော့ကနေဆိုထွေးထားကြီးလေးနဲ့လားရိုးကနေဆိုရင်မာစီလေးနဲ့လားဘောဒီဆို private jet ကလေးနဲ့လားဘေးရင်ရဆိုဟာချီရကစတမာလေးလာပြီနဲ့လာမလားဆိုနေ့လည်းရောက်မလားဆိုညနေချိန်လာမလားလို့ရများနေကြရမလို့ Happy blue lane. DNU ရဲ့ဆိုင်ခွဲလေးတွေကဘယ်နေရာမှာရှိရလဲ ဘယ်လိုနေမှာရှိတာလဲ ဘယ်မှတိုင်နဲ့ဘယ်နေရာတွေကအနည်းဆုံးလဲဆိုင်ခွဲလေးတွေရဲ့လေးစာလေးတွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်လို့စောင်းကြည့်သွားပေးဖို့လည်းမမေ့နဲ့နော် ဒီရွယ်ဆိုင်ခွဲလေးတွေကတော့တောင်ကလာစမ်းချောင်းတာမွေလှိုင်မြို့နယ်နဲ့ အင်းစိန်တာကေတာမြောက်ဥက္ကလာမြောက်တကုံနဲ့ဆံမြသေးဆိုင်ခွဲတို့ပဲဖြစ်ပါရဲ့ရှင်တောင်းလာဆိုင်ခွဲလေးကတော့အမှတ်23 9ခုပြတ်မှတ်ဆိုလန်ဝဝတင်းချင်းအောက်ထပ်မှာရှိပါရဲ့ရှင် စမ်းချောင်းဆိုင်ခွဲလေးကတော့အမှတ်59မင်္ဂလာလမ်းနဲ့ပန်းချံနာတောင်မှာတရှိပါတယ်ရှင် တောင်ဝေဆိုင်ခွဲလေးကတော့အမှတ်360ပညာဒလလမ်းမကြီးတီတာမှတ်တိုင်နဲ့ကြောင်မြောင်းမီပွိုင်ကြားလမ်း150မျက်နှာချင်းဆိုင်မှာရှိပါရဲ့ရှင် လိုင်ဆိုင်ခွဲလေးကတော့အမှတ်114အင်းစိန်လမ်းမကြီးပေါ်မှာရှိရဲဒုက္ခမတိုင်နားမှာရှိပါတယ်ရှင် အင်းစိန်ဆိုင်ခွဲလေးကတော့အမှတ်42 43အောက်မင်္ဂလာတုံလမ်းမကြီးအင်းစိန်ဖောက်ကန်မှတ်တိုင်ရှိမှာရှိပါရဲ့ရှင် တာကီတာဆိုင်ခွဲလေးကတော့အမှတ်30မင်းနာလမ်းမကြီးပေါ်မှာရှိရဲဝက်စီမတိုင်နဲ့ဖော်ဂျူပလန်စာရှိမှာရှိပါတယ်ရှင် မြောက်ကလာဆိုင်ခွဲလေးကတော့အမှတ်929ကာကြီးသူ့လမလမ်းမကြီးအင်ဒရာမှတ်တိုင်အနီးမှာရှိပါရဲ့ရှင် ညတကုံဆိုင်လေးကတော့အမှတ်9ခုခွန်မဟာဗန္ဓုလလမ်းနဲ့မန္တလေးဈေးကျော်နေကြပန်ဘေးချင်းကပ်မှာရှိပါတယ်ရှင် ဆံမြသေးဆိုင်ခွဲလေးကတော့အမှတ်905 4000ခန့်လမ်းမကြီးမိသားစုမှတ်ဘေးကလေးရက်တွင်ရှိပါရဲ့ရှင် ကဲဆိုင်လေးစာလေးတွေတည်ပြီးပြီဆိုတော့မမေတို့ဒီမှာလာရောက်အားပေးလို့ရပါပြီရှင် အသေးစိတ်သိရှိလို့ရဆိုရင်တော့ TikTok ချက်ပေါင်းနဲ့ bio မှာတင်ထားတဲ့ဖုန်းနံပါတ်လေးတွေကိုလည်းဆက်သွယ်မြင်မြန်လို့ရပါပြီရှင် ဘယ်တော့တက်လာရောက်လာမမြင်ဘူးလား sorry အမဘာတန်းလာအောင်ဟာသေးလဲ ဖိညစ်တယ်တကယ်ပဲဘယ်တော့တက်လာကျုပ်ကကလေးကွာရုံနဲ့ ။အော်ညီမဘာမှအားမရပါနဲ့ခုနအကုန်ကျွတ်လိုက်တယ် ညီမကသူတို့တို့မှမိုးတော်မစားတတ်တာ ။အော်လူတိုင်းမှာကိုယ့်လာနဲ့ကိုရှိပါရဲ့။လာအခုဆိုင်မှာညီမအအဲ့ညီလေးဝယ်ပေးမယ်လေ။အေးလိုက်ခဲ့။အေးလာတော့မလား။ကြောက်ပြီနော်ဒီမှာ DNA နဲ့ကိုဆိုင် အခုဈေးကြီးမှလား အာကိုလိုဆိုင်က တော့မပါ ကိုလိုဆိုင်ကဈေးတော့6000ကျက်ကစရှိရဲ့။ကိုဈေးလည်းထက်ချော့ပေးမယ်ညီမ။လာကဲဒီမှာဒီဇိုင်းစုံကြိုက်တဲ့ကောင်မလေးတွေဆိုရင်အပေါ်မှာဒီဇိုင်းစုံရှိရဲ့။ပြီးတော့အောက်မှာကျတော့အဖြူတီးတန်းကြိုက်တဲ့ကောင်မလေးတွေဆိုကိုလိုဆိုင်မှာအဖြူလေးတွေလည်းတီးတန်းအများကြီးတန်းစီပြီးတိုင်းဒီမှာညီမကြိုက်တဲ့တရားပြီနော်။ပြီးတော့ဂျင်းမောင်မကြိုက်တဲ့ကောင်မလေးတွေအတွက်လည်းဂျင်းမောင်မီအောက်ကားရောတဲရှူရောဒီဇိုင်းစုံကာလာစုံရှိရဲ့။ဈေးနှုန်းဆိုလည်း12000ပဲစရှိရနော်။ဒီမှာအများကြီးရွေးလေးညီမလေးကြိုက်ခိုင်ပြီနော် ဒီလေလှကုန်းမ ။အော်ညီမလေးရွေးပြီးတော့ ဒီရန်ယူကအကုန်ကြိုက်နေတစ်ဆိုင်လုံးဝယ်ပေးပါနိုင် သဆိုင်တော့ တခု သဆိုင်
တရားဆိုရလားဝင်ကြည့်အောင်ပါဘာရှိလဲ ကိုချောရနော် ကိုချောကိုသိဟာကိုစင်ပြေလားကိုအေးရငါကြီးရဘယ်ပါပါကိုငါကြီးညီမတို့ဆိုင်ဘာရှိလဲကွာကိုချင်းလေးစုံရှိတာဗောကွာအဲ့ဒါကိုပြအောင်ကွာဒီဆိုတော့ကိုရတယ်အေးညီကျွန်တော်မြင်လောက်ရကွာဈေးကဘယ်တော့မှစရှိလဲကိုချင်းလေးရတော့ကျွန်တော်တို့စီမှာဈေးနှုန်းလေးတွေကဟိုကလေးမှဈေးနှုန်းလေးရဗျာနဲ့စရှိရတယ်ခင်ဗျ အော်မောင်လေးဒီနေ့က1200ကနေစပြီးစရှိရနော် အော်အချင်းလေးရအဲ့ဒီဈေးနှုန်းကအလောက်ကနေစရှိပါတယ်ကိုဟောအေးရှိုင်းလေးလည်းရှိတာပဲကွာရှိုင်းကြီးလေးလည်းကာလာလေးစုံတယ်ကိုရှိုင်းကြီးဈေးလေးဘယ်လောက်လဲရှိုင်းကြီးဈေးလေးဆိုရင်တော့ကိုဒီကောင်လေးတွေကကြတော့ဟိုကလေးမှရှိုင်းကြီးဈေးလေးရောကွာဘယ်ကနေစရှိရတယ်မသိဘူးခင်ဗျ ကျင်းနေကြကြာခွန်ထောင်းနေစပြီးစရှိရလေဒီဒါလေးတော့မသိဘူးလားအလုပ်ဝင်တာတော့ကြာနေပြီအောင်ငါလိုက်ပြောပေးနေအောင်မလား တခါလေးပြောတယ်မှတ်ညံနေတာထူးဆန်းနေမှာရဘောကတော့မေးဖို့ကြိုးစားရလို့ကြားတယ်မမေးနိုင်ပဲနဲ့ပါမဟုတ်တဲ့ဒီအသေးအခွက်လေးတွေကိုမှတ်မိအောင်ကြိုးစားပြန်တယ်ကြိုးစားလို့မရပြန်ဘူးဗျဟဲ့တော့မင်းတို့ဆိုင်ထဲအောင်ထဲပဲရောင်းပါမင်းဒီမှာရောင်းနေလို့ရှာခုလည်းမရဘူးဗျ